အားလုံးပဲမင်္ဂလာပါခင်ဗျာစီစီလေးကိုမျှော်နေကြတဲ့ချစ်ပလိသတ်တွေစီစီလေးအိပ်ပါပြီခင်ဗျာစီစီလေးနဲ့မတွေ့ရတာကြာနေပြီဖြစ်တဲ့ချစ်ပလိသတ်တွေကိုစီစီလေးကိုထင်လာပြတာပါခင်ဗျာစီစီလေးလည်းတတိယပါတယ်စီစီလေးခုတလောလိုင်းပေါ်မတက်ဖြစ်တာတော်တော်လေးကိုကြာခဲ့ပါပြီခင်ဗျာချူချူတဲ့ကိုတွေမမတွေဥဥတွေတော်တော်တွေအကုန်လုံးတတိယပါတယ်ခင်ဗျာစီစီကျမ်းမာရေးလည်းကောင်းပါတယ်အဲ့လည်းပြောပါတယ်စားလဲဝင်ပါတယ်ခုဆိုရင်တော့ခန္ဓာကိုယ်ကြီးကလည်းပြေးပြေးနဲ့ထွားပြီးတော့ဝလာပါပြီခင်ဗျာဖေဖေမေကျေးဇူးနဲ့အသားစီထောင်းလေးခုဆိုရင်တော့ဘဝလေးလင်းနဲ့ကြီးပြီးစုံလေးဖြစ်နေပါပြီခင်ဗျာခုလိုမျိုးတတကိုဝဖြူအောင်ကျုံဝေခဲ့တဲ့ဖေဖေမေကျေးဇူးတင်ပါတယ်ခင်ဗျာခုတော့စီစီလေးနှက်လိုက်ပါအောင်မယ်ခင်ဗျာဆောင်းလေးကြည့်ပြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ